皆さんဒီနေ့တော့ Montai 3လေးဆက်သွားကြရအောင်အဲ့တော့နံပါတ်17လေးဖတ်ကြည့်ကြမယ်ပေါ့နော်နံပါတ်17လေးက Kino no shiai wa watashi tachi no chimu ga ni ichi de kata မနေ့ကပြိုင်ပွဲမှာကျွန်တော်တို့ရဲ့အသင်းကနှစ်တဖြစ်အနိုင်ရခဲ့သည်အဲ့တော့အဖြေလေးတွေကြည့်လိုက်တော့နံပါတ်1ကဟန်ပေါ့နော်ဟန်ကကြတော့သူကစန့်ကျင်ဘက်ကိုပြောချင်တာပေါ့ဟန်ကစန့်ကျင်ဘက်နှစ်ကကြတော့ဟိကကြတော့နှိုင်းရှင်တာပေါ့နော်နှိုင်းရှင်တာသုံးကကြတော့ကွာခြားချက်ခြားနာချက်ပေါ့နော်အဲ့တော့လေးကတိုင်းပေါ့နော်အဖြေမှန်ဖြစ်မယ်ဒီတိုင်းလေးကကြတော့သူကအားကစားပြိုင်ပွဲတွေမှာအမှတ်ရလက်တွေကိုပြောချင်တဲ့အခါမှာသုံးတယ်ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်နီတိုင်းအချီပေါ့နှစ်မှတ်တစ်မှတ်ဒါမှမဟုတ်လို့ရှိရင်လည်းနှစ်ကိုတစ်ကိုပေါ့နှစ်ကိုတစ်ကိုနဲ့အနိုင်ရခဲ့တယ်ကိုသူကပြောချင်တာအဲ့တော့အဖြေက၄နော်နောက်စနစ်ကကြတော့一起南马诶诺德瑞比多人မာကရိုင်းရှုခါရာပိုးဆိုစာရဲလို့အဲ့တော့一起南马诶ဆိုတော့ရှေ့တစ်နှစ်ပေါ့ရှေ့တစ်နှစ်ကပြသခဲ့တဲ့တေရေဘီ TV drama ကလာမယ့်အပတ်ကစပြီးတော့ထုတ်လို့ပြသမယ်ပေါ့နော်ထုတ်လို့ပြသမယ်အဲ့တော့ကြည့်လိုက်တော့နံပါတ်1ကကြတော့သူကခိုင်းပေါ့နော်ခိုင်းဆိုတာကကြတော့ပြင်ဆင်ခြင်းပြောင်းလဲခြင်းနေမှာသုံးနေပေါ့တိုးတက်ကောင်းမွန်အောင်ပြင်ဆင်နဲ့တိုးတက်ကောင်းမွန်အောင်ပြုလုပ်တဲ့နေရာမှာသုံးနေပေါ့နော်နောက်နှစ်ကကြတော့ဆိုင်အဲ့တော့အဖြေမှန်ကဆိုင်ပေါ့ဒီဆိုင်ကကြတော့သူကတပံဒါမှမဟုတ်လဲထပ်မှန်ပြီးဒါမှမဟုတ်ပြန်လေပေါ့နော်ပြန်လေထုတ်လွှတ်တာတပံထပ်ပြီးတော့ထုတ်လွှတ်တာပေါ့နော်အဲ့တော့ရှေ့တစ်နှစ်ကထုတ်လွှတ်ပြသခဲ့တဲ့ TV drama ကိုနောက်ဘက်ကစပြီးတော့ထပ်မှန်ပြီးတော့ပြန်လေထုတ်လွှတ်ပြသမယ်ကိုပြောချင်တာအဲ့တော့3လေးကကြတော့သူကခိုးပေါ့နော်ခိုးကကြတော့အပြောင်းလဲပဲပေါ့နော်သူကအပြောင်းလဲပြီးရင်နောက်လေးကကြတော့ဖုခုကကြတော့ပြန်လဲပြီးဖြစ်ပေါ်လာတာတွေသူကပြန်လဲဖြစ်ပေါ်လာတာတွေပြန်လဲကောင်းမွန်လာတာတွေမှာသုံးနေပေါ့နော်ဟိုက်အဲ့တော့နောက်73လေးကြည့်ရအောင်73ကကြတော့ခိုနိုရဲစုတိုရန်ဝရောယာခုဒက်စ်ပေါ့နော်ဒီစားတောက်ဆိုင်ဒီရဲ့ကြိုတင်ဖြစ်သည်အဲ့တော့ကြိုတင်မှာယူတဲ့စနစ်ဖြစ်မှာပေါ့နော်အဲ့တော့ဒီမှာဘာလေးဖြစ်မလဲဆိုတော့အဖြေက3ကကြတော့စေဤကကြတော့စနစ်ပေါ့နော်အဲ့တော့ရောယာခုစေဤဆိုတော့ကြိုတင်မှာတဲ့စနစ်အဲ့တော့နံပါတ်1ကိုကြည့်လိုက်တော့နံပါတ်1ကဆိုခုကကြတော့စီမင်းစီကန်းနေမှာသုံးနေပေါ့နော်နောက်2ကကြတော့ဟိုးကကြတော့ဥပဒေတွေပါတယ်နောက်4ကကြတော့ခဲဤကကြတော့သူကအဖွဲ့အစည်းတွေအုပ်စုတွေအဲ့လိုဟာတွေမှာသုံးနေပေါ့နော်နောက်14လေးတွားကြရအောင်14ကကြတော့ခိုနိုဒိုင်ကခိုးဝရှူရှောကူကတာခါဤဒီတက္ကသိုလ်ကတဲ့အလုံးရရှိရာကညင့်နေပေါ့အလုံးရရှိရဲ့နှုံအလုံးရရှိရဲ့ရာဂိုင်နှုံပေါ့နော်အဲ့ဒါကညင့်နေအဲ့တော့အဖြေကတစ်ဖြစ်မှာပေါ့တစ်က resort ကကြတော့နှုံရာဂိုင်နှုံကိုပြောတာပေါ့နော်အဲ့တော့နှစ်ကိုကြည့်လိုက်တော့နှစ်ကဝါရီကကြတော့အချိုးအစားတွေကိုပြောတာပေါ့ဥပမာဆိုလို့ရှိရင်စမ်းဝါရီဖိခိ30ရာခိုင်နှုန်း short စီ30ရာခိုင်နှုန်းအချိုးအဲ့ဒါကိုပြောချင်တဲ့အချိန်မှာသုံးနေပေါ့နောက်3ကကြတော့ဒိုပေါ့နော်ဒိုကကြတော့အကျင့်ကြီးပြီးတော့ဒီဂရီအဆင့်တွေဘာတွေမှာတုံးတယ်။နောက်၄ကကြတော့ဘိုင်းကကြတော့အစပေါ့နော်။2စ3စအဲ့လိုမျိုးနေရာမှာတုံးတယ်ပေါ့။နောက်15ကကြတော့အီမာဝါစိတ်ဒုခါရနိုအီခိုဂျီခီတာအခုကတဲ့စနစ်ကနေပြီးတော့ကူးပြောင်းတဲ့အချိန်ကာလဖြစ်တယ်အဲ့တော့ကြည့်ရောနံပါတ်1ကသူကစံပေါ့နော်စာခိအရင်ရှေ့ကိုပြောချင်တာအရင်ရှေ့ပြီးတော့နှစ်ကကြတော့ Q ဆိုတာအဟောင်းပေါ့နော်အဟောင်းနောက်3ကကြတော့မူခရှိဆိုတာကကြတော့ရှေးရခင်တုန်းကကိုပြောချင်တာရှေးရခင်ကနောက်မိုးလေးကကြတော့မိုးတို့ပေါ့နော်မိုးတို့ကကြတော့မူလဒါမှမဟုတ်လေအရင်အမြစ်ကိုပြောချင်တာအဲ့တော့ဒီမှာအခုကတဲ့အရင်စနစ်ဟောင်းကနေပြီးတော့ကူးပြောင်းတဲ့အချိန်ကာလဖြစ်တယ်အဲ့တော့စနစ်ဟောင်းဆိုတော့အထီမှန်ကနှစ်လေးပဲဖြစ်မှာ Q စေးတို့စနစ်ဟောင်းပေါ့နော်အဲ့တော့ဟိုက်အဲ့ဆိုလို့ရှိရင်ဒီရဲမှာပါတဲ့ဘောကတ်လေးကိုတစ်ချက်ပြန်ကြည့်ကြရအောင်ပထမတစ်ခုကကြတော့
kino ကကြတော့မနေ့ကရှိအိုင်ပြိုင်ပွဲချစ်မှုအသင်ခါတာအနိုင်ရခဲ့သည်နမ်းမရဲ့လွန်ခဲ့သောနှစ် right shoe လာမယ့်အပတ်နောက်အပတ်ဟိုဆိုထုတ်လွှင့်ခြင်းရောရခုကြိုတင်မှာခြင်းဒိုင်းကခုတက္ကသိုလ်ရှုလျှော့ခုအလုပ်ရရှိခြင်းစိတ်တို့စနစ်ဤခိုပြောင်းလဲခြင်းဂျီခီချိန်ကာလဟန်ကစန့်ကျင်ဘက်ဟီကနိုင်ရှင်ခြင်းစကွာခြားချက်ခြားနာချက်တိုင်းနှင့်ရှင်လျင်ခိုင်ပြုပြင်ခြင်းဆိုင်ပြန်လည်၍ထပ်မံ၍တဖန်ခိုးပြောင်းလဲခြင်းဖုခုပြန်လည်ဖြစ်ပေါ်ခြင်းစုခုစီးမြင်ဟိုဥပရိစေဤစနစ်စီးမြင်ခဲဤစနစ်အုပ်စုအဖွဲ့အစည်း resort နှုံးရာခိုင်နှုန်းဝါရီအချိုးဒိုဒီဂရီအဆင့်အကျိန်ကြီးဘိုင်အစာစခိအရင်ရှိQ ဟောင်းသောအရင်မူခရှိရခင်ကမိုးတိုမူရင်အခြေခံဟိုက်အဆိုလို့ရှိရင်နောက်နေ့မှထပ်တွေ့ကြရအောင်